ကောင်လေးကမတော်တဆရေကန်ထဲဖုံးကျသွားတယ်။သူ့ဖုန်းကိုအမြန်ပြန်ကောက်လိုက်ပေမဲ့တခုခုထူးဆန်းတာဖြစ်ခဲ့တယ်။ဖုန်းမျက်နှာပြင်ကအပဲ့အကြောင်းတွေနဲ့ပျက်စီးနေတာရှင်းနေပေမဲ့ရေတွေကိုခါချလိုက်ပြီးတဲ့နောက်မှာတော့မျက်နှာပြင်ကရုတ်တရက်ပုံမှန်အတိုင်းပြန်ဖြစ်သွားတယ်။သူ့လက်ကဒဏ်ရာပါပြက်ကွယ်သွားတယ်။ကောင်လေးကအရန်ကိုတုံ့လုပ်သွားပြီးဒါတွေအားလုံးဟာရေကန်နဲ့သက်ဆိုင်နေတယ်လို့တန်တရားဝင်ခဲ့တယ်။ဘာလို့လဲဆိုတော့သူ့တန်ရာရောသူ့ဖုန်းပါရေကန်ရေကိုထိတွေ့ခဲ့ကြလို့ပဲ။သူ့တန်တရားကိုတက်တေပြဖို့ကောင်လေးဟာအိမ်မှာရှိတဲ့ပျက်စီးနေတဲ့ပစ္စည်းအားလုံးကိုစုဆောင်းပြီးရေကန်စီလျှောက်သွားခဲ့တယ်။ကောင်လေးပြန်ရောက်လာတဲ့အခါသူ့ကျိုးကိုအိတ်ထဲကပစ္စည်းအဟောင်းတွေအားလုံးပြန်ကောင်းမွန်နေခဲ့တယ်။ကောင်လေးရဲ့ထင်မြင်ချက်ဟာမှန်ကန်ခဲ့တာသိကြပါတယ်။ရေကန်ရေမှာပြန်လည်ပြုပြင်ပေးနိုင်တဲ့မော်စွမ်းတကယ်ရှိနေခဲ့တာပါ။ဒါကိုသိလိုက်ရပြီးနောက်ကောင်လေးဟာရဲရဲနဲ့အကြံတစ်ခုကိုချက်ချင်းရခဲ့ပါတယ်။အဲဒီညမှာဖခင်ဖြစ်သူအိပ်ပျော်နေတော့သူဟာရေကန်စီကိုတိတ်တဆိတ်သွားခဲ့တယ်။ဒါပေမဲ့သူ့ကိုစောင့်ကြည့်နေတဲ့မျိုးလုံးတစ်စုံရှိနေတာကိုတော့သတိမထားမိခဲ့ပါဘူး။ကောင်လေးရဲ့ထူးဆန်းတဲ့ပြုမှုတွေကိုမြင်တော့သူ့ညီမအိုလေးဟာအမြန်လိုက်သွားခဲ့တယ်။ကောင်လေးရေကန်သားရောက်တဲ့အခါအိုလေးဟာကောင်လေးကကျောကိုအိတ်ထဲကတစ်တာတစ်လုံးကိုထုတ်လိုက်တာမြင်ခဲ့တယ်။ကောင်လေးဟာအရန်စိတ်လှုပ်ရှားနေခဲ့တယ်။ဘာလို့လဲဆိုတော့တစ်တာထဲမှာသူတို့ရဲ့အမေရှိနေလို့ပဲတကယ်တော့ကောင်လေးဟာသူတို့အမေကိုပြန်လဲအသက်ဝင်လာအောင်ရေကန်ရေကိုသုံးချင်ခဲ့တာပါ။ဒါပေမဲ့အိုလေးကအကြောင်းရင်းကိုမသိတော့အပြင်ကိုပြေးထွက်လာပြီးသူတို့အမေကိုဘာလို့ဒီနေရာကိုခေါ်လာတာလဲလို့ကောင်လေးကိုမေးခွန်းထုတ်ခဲ့တယ်။ကောင်လေးကထိတ်လန့်တကြားနဲ့ရှင်းပြနေခဲ့ပေမဲ့အိုလေးကလုံးဝမယုံကြည်ခဲ့ပါဘူး။ဒါနဲ့သူတို့နှစ်ယောက်ရုံးရင်းဆန်ခတ်ဖြစ်ခဲ့ကြတယ်။ဒါပေမဲ့မကြခင်မှာပဲမတော်တဆမှုတစ်ခုဖြစ်ခဲ့တယ်။ရန်ဖြစ်နေတော့အော်လီရဲ့ပုံဆွဲစာအုပ်ကရေကန်ထဲပြုတ်ကျသွားတဲ့ကောင်လေးကအကိုင်းခတ်တစ်ခုကိုသုံးပြီးပုံဆွဲစာအုပ်ကိုအမြန်ပြန်ဆယ်ယူလိုက်တယ်ပြီးနောက်ဒီအကြောင်းကိုဘသူ့ကိုမှမပြောဖို့အော်လီကိုသတိပေးခဲ့တယ်။အော်လီမထင်ရသေးခင်မှာပဲကောင်လေးဟာရေကန်ရေတွေစုပွက်လာတာကိုသတိထားမိလိုက်တယ်။ဒါကိုမြင်တော့ကောင်လေးကအော်လီကိုအဲ့ဒီနေရာကနေအမြန်ဆွဲခေါ်သွားခဲ့တယ်။ဒါပေမဲ့သူတို့အိမ်ပြန်ရောက်တဲ့အခါအော်လီကသူ့ပုံဆွဲစာအုပ်ထဲကပုံတွေအားလုံးပျောက်ကွယ်သွားပြီလို့ကောင်လေးကိုရုတ်တရက်ပြောလိုက်တယ်။ကောင်လေးကအဲ့ဒီအချိန်မှာအရန်ကိုထိတ်လန့်သွားတယ်။ထူးဆန်းတဲ့အော်တန်တွေကတစ်တော်တွေကနေထွက်ပေါ်လာတဲ့ကောင်လေးဟာအော်လီရဲ့ပုံဆွဲတွေဟာရေကန်ကြောင့်အသက်ဝင်လာတာဖြစ်နိုင်တယ်လို့ချက်ချင်းနားလည်လိုက်တယ်။သူတို့နှစ်ယောက်ဟာအရန်ကြောက်လန့်နေတာကြောင့်တညလုံးမအိပ်နိုင်ခဲ့ကြဘူး။အော်လီဟာဘီရိုထဲမှာပုံအောင်နေပြီးအပြင်ထွက်ဖို့တော့မရဲခဲ့ပါဘူး။နောက်တစ်နေ့မှာဖခင်ဖြစ်သူကသူတို့ကိုလာနှိုးတဲ့အခါအော်လီဘီရိုထဲမှာရှိနေတာကိုမြင်လိုက်ရတယ်။ဖခင်ကဘာလုပ်နေတာလဲလို့အံ့အားသင့်စွာမေးတော့အော်လီကသတင်းပေါက်ကိုတစုံတရာခောက်နေတဲ့အတန်ကိုကြားတယ်လို့ကြောက်ရွံ့စွာပြောပြခဲ့တယ်။အဲ့ဒီခါကျမှဖခင်ဖြစ်သူဟာကောင်လေးရဲ့စကားကိုနောက်ဆုံးမှာယုံကြည်သွားခဲ့တယ်။ညဘက်မှာဖခင်ကသူမကိုနှစ်သိမ့်ပေးခဲ့ပါတယ်။